Hello everyone ဒီနေ့မှာတော့ chicken wrap လေးလုပ်စားကြမယ်နော် chicken wrap လုပ်တဲ့အခါစက်သားကိုတော့ကင်းတဲ့ပုံစံမဟုတ်ပဲ chicken tikka masala ပုံစံမျိုးနဲ့လုပ်ပြထားပါတယ်။ကဲဒါဆိုရင်ကျမတို့ဆက်လုပ်ကြမယ်။အာလူးလေးတွေကိုတေးသေးလေးတွေလှီးပါမယ်။ကြက်သွန်နီကိုလည်းအစိတ်တေးသေးလေးတွေစိတ်ထားပါတယ်။ဒီနေရာမှာကျမကကြက်သွန်ဖြူလိုချင်းတို့မထည့်တော့ပါဘူး။တခြားနက်တွေရောရမှာဆိုလို့ပါ။ကြက်ရင်ပုံကိုဒါကြီးပဲသုံးထားပြီးအရေကုန်ဖယ်ထားပါတယ်။ဆက်တဲ့ရတာလေးပါစားချင်တာမို့လို့ငရုတ်သီးစိမ့်3000ကိုလှီးပြီးထည့်ထားပါတယ်။ chicken tikka masala လုပ်ဖို့စနေပါမယ်။စားထည့်တယ်ပြီးရင်စမင်းမုတ်ထည့်တယ်။ masala ကိုများများလေးထည့်ပါတယ်။ပဲငှက်ပြားရဲ့အကြည်ကိုလည်းထည့်ပါတယ်။ငရုတ်ကောင်းထည့်ပါမယ်ပြီးရင်တော့ဘာ flavor မှမပါတဲ့ဒိန်ချင်ကို2ဆွန်းလောက်ထည့်ပါမယ်။ငရုတ်သီးစိမ့်မုံလည်း2ဆွန်းလောက်ထည့်ပါတယ်။နေပြီးတော့မှတတိယလို့ပြန်ထပ်ထည့်ရတယ်ပေါ့နော်။စက်သားကိုနေပြီးတော့15မိနစ်လောက်ထားပါမယ်။ calorie short စားနေတာဖြစ်တဲ့အတွက်စီကိုဖြန်းယုံလေးပဲဖြန်းပါမယ်။ပြီးရင်မီးနည်းဆုံးထားပြီးတော့အိုးပေါ်မှာတခြားလေးလှိမ့်ပေးပါမယ်။ခုနပကံလေးကိုပဲရေနည်းနည်းထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတက်ထားပါမယ်။5မိနစ်လောက်စက်သားကိုကြက်အောင်ချက်ပြီးရေခမ်းသွားပြီဆိုလို့ရှိရင်တော့ရပါပြီရှင်။ဒီမပိတ်ခင်မှာမဆလာလေးနည်းနည်းထည့်ပါမယ်။ကဲဒါဆိုရင်ကျမတို့စပြီးလိမ့်လို့ရပါပြီ။ chicken wrap လိမ့်မယ် wrap ကိုတော့ဒါလေးသုံးထားပါတယ်။သူကဂျုံချမ်းနဲ့လုပ်ထားတဲ့ဟာလေးရှိပါတယ်။ဒါတွေက wrap ထဲမှာထည့်မယ်လိုအပ်တဲ့အစာပလာတွေပါ။ကဲဒါဆိုကျမတို့ chicken wrap စလိုက်ကြမယ်။ကျမကဘာ sauce မှထပ်မဆက်တော့ဘဲနဲ့ခုနကကြံတဲ့ဒိန်ချင်ကိုပဲ sauce အနေနဲ့သုံးလိုက်ပါတယ်။ပြီးရင်တော့တခွားသီးလေးတွေဆလပ်ရွက်ကလေးတွေထည့်ပါတယ်။ဒီနေရာမှာလေးခင်းချင်သီးတို့မုံလာဦးနီတို့ထည့်ထည့်မယ်ဆိုရင်လည်းရပါတယ်။အဆက်ကြိုက်တဲ့သူတွေအတွက်ကလည်းငရုတ်သီးစိမ့်တို့ငရုတ်ပွားတို့လှီးပြီးထည့်မယ်ဆိုရင်လည်း okay ပါရှင်။ဒါဆိုရင်တော့စလိုက်ပါပြီ။အခုလိုလိမ့်လိုက်တာကျမရဲ့ first time ပထမဦးဆုံးလိမ့်တဲ့ wrap လေးကတော့ okay ပါပါတယ်ရှင်။ဒါဆိုရင်နောက်လိပ်တွေကိုလည်းဒီပုံစံတိုင်းပဲထပ်ပြီးတော့လိပ်ပါမယ်မစားခင်တော့ဒီ chicken wrap တွေကိုထင်သေးရပေါ့နော်ငါ2လိပ်3လိပ်စားမယ်ဆိုပြီးတော့တွေးတာတကယ်လဲစားကြည့်ရော1လိပ်စားပြီးတာနဲ့ဘိုက်ပြေသွားတယ်ပေါ့နော်ပြီးတော့ကျမရဲ့ဒီ chicken wrap တစ်လိပ်ကပစ္စည်းတွေကိုအားလုံးပေါင်းပြီးတော့ calorie တက်ကြည့်ရခါမှာတော့တစ်လိပ်ကို calorie 230နဲ့250ဝန်းကျင်တော့ရှိပါတယ်အဲဒါကြောင့် gym ဆော့ပြီး diet လုပ်နေတဲ့သူတွေအနေနဲ့ဒါလေးကို meal တစ်ခုအနေနဲ့စားလို့အဆင်ပြေပါတယ်ရှင်ဒါဆိုခုနကလေပြီးရလာတဲ့ chicken wrap တွေကိုအပေါ်ရန်လေးနည်းနည်းလေးကျွတ်သွားအောင်လို့ pancake လုပ်ပါမယ် wrap လေးတွေကိုအရောင်ပြောင်းပြီးကိုကြိုက်တဲ့နေထားရအောင်လို့ထပ်ကင်ပါမယ်ရှင်ဒီ wrap တွေကလေးမီးနဲ့တိအောင်နဲ့နည်းနည်းလေးကျွတ်ပြီးတော့အရောင်ပြောင်းပါတယ်ကျမကအချိန်နည်းနည်းကြာသွားတဲ့အတွက်ကြောင့်မလို့ a little လေးတော့တချို့ wrap တွေကတူးပါတယ်ရှင်ကဲခုဆိုရင်တော့ကျမရဲ့ low calorie high protein chicken wrap လေးရပါပြီအဲကြောင့် diet လုပ်နေတဲ့သူတွေအနေနဲ့ဒီ chicken wrap လေးကို good and healthy meal အနေနဲ့စားလို့ရပါတယ် thanks for watching နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်နော်တတာ